အပြစ်မရှိလို့လွတ်တာလားအပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလား ကဲဒီတစ်ခါတော့နိုင်ငံရေး professor တွေများတဲ့မြန်မာပြည်ဖွားပညာရှင်တွေရဲ့မြန်မာနိုင်ငံရေးအပေါ်သုံးသပ်ဝေဖန်မှုတွေကြားကနာမည်ကျော်တယောက်ဖြစ်တဲ့ဆရာငင်းချမ်းအောင်ရဲ့သမရာကြီးဦးဝင်းမြင့်ပြန်လွတ်လာတဲ့အပေါ်အများထင်သလိုဝမ်းသာစရာအားရစရာတော်လန်ရေးကိုကြီးမားတဲ့အားဖြစ်မယ်လို့အကောင်းမြင်ဝါဒတွေမဟုတ်ဘဲຫນွေဦးတော်လန်ရေးကိုနှောင့်နှေးစေနိုင်တဲ့အကြောင်းစကဘလို့စိတ်ကူးနဲ့ပြန်လွတ်ပေးသလဲဆိုတာပြည်သူများတိုင်းရင်းသားများအနေနဲ့သတိထားဖို့လိုကြောင်းပြောကြားထားပါတယ်။ဦးဝင်းမြင့်လွတ်လာတော့ကောမြမတော်လန်ရေးအရွေးကဘယ်အခြေအနေကိုရောက်နိုင်မလဲ။ NUG အစိုးရတာဝန်ရှိသူတွေကဦးဝင်းမြင့်ပြန်လွတ်လာတော့ဘလို့ယာဓုတွေပေးပြီးဘလို့ရှေ့ကိုဆက်သွားလို့ရမလဲ။ဦးဝင်းမြင့်ကကောသူတို့နဲ့လက်တွဲလို့မလားမလို့ဘူးလားဆိုတာတွေမသိရပဲကိုပြောချင်ရာတွေရှောက်နေကြရင်တော့ဦးဝင်းမြင့်ကိုထောင်ထဲပြန်ပို့နေတာနဲ့တူကြောင်းတချို့ကမိမိကိုကျိုးစည်းဝါအတွက်တော်လန်ကြီးကိုလုံနေကြကြောင်းပြောထားတာတွေကိုအတူတူနားဆင်ကြည့်ကြရအောင်ဗျာ ကိုအားကိုမှရမယ်ကိုတိုင်းကြံစပြီးတော့ပူးပေါင်းပါဝင်နိုင်မှရမယ်ဆိုတာကိုလူတိုင်းခေါင်းထဲမှာရောအသေးထဲမှာရောဒီတရားကျင့်သလိုကျင့်မှရမယ်ဒီလိုပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်ပေးတဲ့ခေါင်းစဉ်ကအပြစ်မရှိလို့လွတ်တာလားအပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားကျော်စိုးဝင်းတွေးရတာဝမ်းသာပါတယ်ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကအပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားအန်ဒီဆုမြတ်ရေသတိရတယ်အပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားလို့ကျွန်တော်ပြောတဲ့ကိစ္စကအကြောင်းတွေအများကြီးရှိတယ်လူတွေကအခုပြောနေကြတယ်မင်းကနိုင်ငံရခြားမှနေတာဘာမှမသိဘဲနဲ့ပြောတယ်ဟုတ်ပြီโอเคကျွန်တော်နိုင်ငံရခြားမှနေတယ်ဘာမှမသိဘဲနဲ့ပြောတယ်ဒါခေါင်းစဉ်ကိုအရင်ပြောတာခမားတို့အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအရင်လေးစားလားဆိုတဲ့ကိစ္စကိုအရင်မေးပြရစီဒေါ်အောင်ဆန်းစုကြည်ကိုလေးစားလားဒေါ်အောင်ဆန်းစုကြည်စကားကိုနားထောင်လားဖះရဲ့တရားတွေကိုလေးစားတာလားဝီရသူရဲ့စကားတွေကိုနားထောင်တာလားဒီလိုမေးရမယ်မီဒီယာဆိုတာတိုင်းပြည်တစ်ပြည်မှာတတိယမန္တန်တို့စတုထမန္တန်တို့ဆိုပြီးတော့ပြောနေတာမီဒီယာဆိုတာတိုင်းပြည်တစ်ပြည်မှာတတိယမန္တန်တို့စတုထမန္တန်တို့ဆိုပြီးပြောနေတာခမားတို့အနေနဲ့အခုကျွန်တော်ပြောတဲ့ကိစ္စကိုသဘောတူခွင့်ရှိတယ်သဘောမတူခွင့်ရှိတယ်သို့တော့မီဒီယာလိုပုံစံမျိုးနဲ့ခမားတို့နားထောင်ကြည့်ပါလားခမားတို့ကခမားတို့နီပေါ်ပဲဖြစ်ဖြစ်စိန်ပေါ်ပဲဖြစ်ဖြစ်စစ်တပ်ကိုပဲထောက်ခံအတိုက်ခံကိုပဲထောက်ခံအဓိကခမားတို့ရဲ့သဘောထားတွေကိုတည်တည်ချာချာပြောဖို့လိုတယ်မီဒီယာတွေမှာပြောနေတဲ့အခါကျတော့ BBC ကပြောတဲ့အခါကျလို့ရှိရင် BBC ကသတင်းဌာနကြီးပေါ့တကယ် BBC ကသတင်းဌာနကြီးကကျွန်တော်လို့ခမားလို့တော့မှလွတ်လပ်ပြောခွင့်ရှိလို့လားနော်အေယာဝတီတို့မြစ်စီမတို့ DBB တို့တွေအကုန်လုံးထွက်ပြေးနေရတဲ့အချိန်မှာဘာဖြစ်လို့ BBC ကဗမာပြည်ထဲမှာရုံထိုင်လို့ရတယ်လဲခင်ဗျားတို့အဲ့ဒါမျိုးတွေရောစဉ်းစားမိရဲ့လားကျွန်တော်ပြောမဲ့ခေါင်းစဉ်မလာခင်မှာကျွန်တော်အခုခင်ဗျားတို့ကိုကြိုပြီးတော့ကောင်းမွန်အေးဆေးနဲ့ကျွန်တော်ဆွေးနွေးပြနေတာခင်ဗျားတို့အနေနဲ့စဉ်းစားမိရဲ့လားဟာငါတို့ကတော့ BBC ကိုယုံတယ်ဟဲ့ငါတို့ကတော့ VOA ကိုယုံတယ်ဟဲ့ငါတို့ကတော့ဘယ်မီဒီယာ Al Jazeera ကိုယုံတယ်ဟဲ့ငါတို့ကတော့ CNN ကိုယုံတယ်ဟဲ့ဆိုပြီးခင်ဗျားတို့ယုံတယ်ဟုတ်ပြီကျွန်တော်ကခင်ဗျားတို့ကိုမယုံကြည်ခွင့်ပေးတယ်သို့တော့ခင်ဗျားတို့ကိုစဉ်းစားစေချင်တာကမြစ်စီမတို့ RF မြစ်စီမတို့နော်အေယာဝတီတို့နေရင်သရာတို့ဒီလိုမျိုးမီဒီယာတွေအကုန်လုံးဗမာပြည်မှာနေလို့မရတဲ့အချိန်မှာ BBC ကဘာဖြစ်လို့နေလို့ရလဲ BBC သတင်းတောက်ကနေပြည်တော်မှာပါနေလို့ရတယ် BBC ရဲ့ editor တွေကနေပြည်တော်မှာသွားလို့ရတယ်ဒီတော့ခမားတို့ကိုစစ်တပ်က BBC ကိုအသုံးချပြီးတော့ခမားတို့ကိုဘလို့ဝါဒတွေတွင်းထားလဲသူ
သူတို့ပြောစေခြင်းတဲ့ဟာတွေပဲသူတို့ပြောခွင့်ပေးထားတယ်လဲဆိုတဲ့ဟာမျိုးကိုခမည်းတော်အနေနဲ့နည်းနည်းပါးပါးပြန်ပြီးတော့စဉ်းစားစေခြင်းလားအဓိကကတော့ဘသူဘာပြောမယုံမဲနဲ့တော့ကိုတိုင်းလဲအင်းလေးအားလေးစိုက်စီခြင်းလားငင်းညံ့အောင်နိုင်ငံရချမှနေတယ်ငင်းညံ့အောင်ကညားနေတာမဟုတ်ဘူးငင်းညံ့အောင်နိုင်ငံရချမှအောင်နေတာ26နှစ်တောင်ရှိပြီဒါပေမဲ့ငင်းညံ့အောင်လက်နဲ့မချဘူးငင်းညံ့အောင်ဒုက္ခတဲ့ရှောက်ပြီးတော့ဒီနိုင်ငံကိုရောက်အောင်လာတာငင်းညံ့အောင်ကလိန်နာအောင်မဟုတ်ဘူးသမိုင်းကြောင်းတွေကိုလည်းရှောက်ပြီးတော့ပြောနေတာမဟုတ်ဘူးသမိုင်းကြောင်းတွေပြောပြီးဟေဆိုလို့ရှိရင်မင်းတို့ဘကသတို့အကသတို့ဆိုတဲ့ဟာတွေပါပြန်ပြီးတော့ပြောရအောင်မယ်ထိုင်းနိုင်ငံမှာရှိတဲ့ဘန်ကောက်တန်ယုံကိုဘယ်လိုပြောမလဲပြန်ပေးဆွဲတဲ့ကိစ္စတွေပါเนาะအဲဒီထိုင်းနိုင်ငံမှာရှိတဲ့ဗမာတန်ယုံကိုပါဝင်ပြီးတော့သိမ်းတဲ့ကိစ္စတွေပါ ABBESU ရဲ့ရဲဘော်တွေပါအကသចောင်းသားတွေသေးကုန်တာထိုင်းနိုင်ငံ Rajpuri ဆေးရုံကြီးကိုဝင်စီးတဲ့ဟာတွေအဲ့ဒါမျိုးတွေပါအကုန်ပါကုန်ပါဆိုလို့ကိုယ့်ဟာကိုနေလိုက်တာနေပြီးတော့ကိုယ့်ဟာကိုလက်နဲ့မချဘူးလက်နဲ့ချခွင့်ရှိတယ်2008အောက်ကိုဝင်ခွင့်ရှိတယ်ဒါပေမဲ့လက်နဲ့လည်းမချဘူး2008အောက်ကိုလည်းမဝင်ဘူးစစ်တပ်ကိုလည်းဘရော့မှမယုံငယ်ဘူးဆိုတဲ့ကိစ္စကိုအရင်ရှင်းပြတာဟုတ်ပြီအဲ့တော့မင်းတို့2008အောက်ကိုဝင်ခဲ့တဲ့လူတွေကကိုယ့်ဟာကိုဝင်ကိုယ့်ဟာကိုဆက်ပြီးတော့ခံကောင်းလို့ခံတာပဲဖြစ်ခံကျင်လို့ခံတာပဲဖြစ်ဘလို့နည်းနဲ့ပဲခံမင်းတို့2008အောက်ကိုဝင်ငယ်ဘူးတဲ့လူတွေဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီကိုမှီခဲ့ဘူးတဲ့လူတွေအချိုးအကြောင်းကိုပြောပြတာမင်းတို့ရခဲ့တဲ့မင်းတို့စားခဲ့တဲ့မင်းတို့သုံးဆွဲခဲ့တဲ့ဒီမိုကရေစီတွေဟာအစ်စ်တွေမဟုတ်ဘူးမင်းတို့ပြောနေတဲ့တရားဥပဒေဆိုတာအစ်စ်တွေမဟုတ်ဘူးဆိုတဲ့ဟာကိုပြောတာအဲ့တော့အခုစကားစပြီဦးဝင်းမြစ်ကိုတောင်ငူထောင်ကနေပြီးတော့ပွေလင်းလေးပြောလို့ရှိရင်ဦးဝင်းမြစ်ကအခုမှအချုပ်ထဲရောက်တယ်လို့ပြောလို့ရတယ်။ဦးဝင်းမြစ်ကိုလွတ်ပေးတာမဟုတ်ဘူး။မင်းတို့တွေတအားပြောမနေနဲ့ဦးဝင်းမြစ်ကအခုကြတော့မှပို့ပြီးတော့အကျဉ်းအကျပ်ထဲကိုရောက်သွားတာ။မင်းတို့ဗမာပြည်မှာနေဘူးတဲ့လူတွေသိတယ်နိုင်ငံရေးသမားတွေသိတယ်။တောင်ငူလိုထောင်မျိုးမှနေတယ်ဆိုလို့ရှိရင်တောင်ငူထောင်မိုင်ကြီးကနော်သမရဆိုတဲ့အရှိန်အဝါတို့အရင်သမရတို့ဘာတို့အရှိန်အဝါနဲ့ဦးဝင်းမြစ်ကိုကြောက်အောင်မယ်ဦးဝင်းမြစ်ကလည်းပေးနိုင်တယ်ကျွေးနိုင်တယ်ဆိုလို့ရှိရင်ထောင်ဝါတာတွေနဲ့တည်င်းတို့ဘာတို့ကနေပြီးတော့မှထက်ထောင်မှာပို့ပြီးတော့ရနိုင်သေးတယ်အဲ့ဒါငိမ့်ညမ်းအောင်နောက်ပြောင်ပြောနေတာမဟုတ်ဘူးငိမ့်ညမ်းအောင်တို့အဖေတွေထောင်ကြတဲ့အချိန်တုန်းကထောင်တွေမှာပုံစံတွေရှိတယ်ရန်ကုန်ထောင်မှာကြက်နေတဲ့အချိန်တာယာဝတီမှာ6နေတာယာဝတီမှာကြက်နေတဲ့အချိန်ချင်းမှာရှိတဲ့ထောင်တွေကဟာခါတော့ဘာလို့မှရှိတဲ့ထောင်တွေကကြက်တယ်ဒီလိုအခြေအနေမျိုးတွေအမျိုးမျိုးရှိတယ်အကယ်၍သမရဦးဝင်းမြစ်ကတောင်ငူထောင်မှာရှိနေတဲ့ဟေ့ဆိုလို့ရှိနော်တည်င်းနေအပေးအယူတွေသူထောင်ကိုအုပ်ချုပ်တဲ့သူပေါ်မှာမူတည်ပြီးတော့ထောင်ကိုအုပ်ချုပ်တဲ့သူပေါ်မှာမူတည်ပြီးတော့နော်ထောင်ကြဝန်ထမ်းတွေပေါ်မှာမူတည်ပြီးတော့ဦးဝင်းမြစ်ကတည်င်းနေပိုတော်ရနိုင်သေးတယ်ဦးဝင်းမြင့်နဲ့အဆက်အသွယ်လောက်ရတာပိုတော်မှအဆင်ပြေနိုင်သေးတယ်နေပြည်တော်ကိုရောက်သွားတဲ့အခါမှာဦးဝင်းမြင့်နဲ့အဆက်အသွယ်လုပ်ဖို့တော့ဦးဝင်းမြင့်နဲ့ဦးဝင်းမြင့်ညွှန်ကြားတာတွေကိစ္စတော့နော်ဒီလိုကိစ္စမျိုးတွေကပို့ပြီးတော့အခက်အခဲဖြစ်နိုင်တယ်ပို့ပြီးတော့အခက်အခဲဖြစ်သွားလိမ့်မယ်အဲ့ဒီကိစ္စကငြိမ်းချမ်းအောင်အရင်မမေးနဲ့ AAPP မှာရှိနေတဲ့ကိုတိတ်နိုင်တို့နော်ဒီကိုဘိုကြီးတို့ဒီလိုလူတွေကိုခင်ဗျားတို့မေးကြည့်သူတို့ကတစ်ချိန်လုံးဗမာပြည်ထဲနဲ့အဆက်အသွယ်လုပ်နေတဲ့လူတွေအကျဉ်းသားတွေကိုကူညီပေးနေတဲ့လူတွေပြီးတော့သတင်းတောက်တွေကိုပြောကျင်တဲ့ကိစ္စကလည်းခင်ဗျားတို့တွေမေးပြီးပြုပြီးဟေ့ဆိုလို့ရှိရင်အကျိုးအကြောင်းကိုတည်တည်ချာချာမေးဖို့လိုတယ်အခုငြိမ်းချမ်းအောင်ရှင်းပြနေတဲ့ကိစ္စမျိုးလိုမျိုးဟုတ်လားမဟုတ်ဘူးလားဆိုတာကိုခင်ဗျားတို့သက်သေယူလို့ရတယ်ခင်ဗျားတို့ငြိမ်းချမ်းအောင်ပြောနေတာဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ဟာကိုသက်သေယူလို့ရတယ်ဦးဝင်းမြင့်တောင်ငူထောင်မှာနေတာထက်တောင်ငူထောင်မှာကြနေတာနဲ့အခုနေပြည်တော်မှာရောက်နေတာဘယ်နေရာကပို့ပြီးတော့လွတ်လပ်တယ်ဘယ်နေရာကပို့ပြီးတော့သတင်းတွေအရလွယ်တယ်ဆိုတဲ့ကိစ္စကိုခင်ဗျားတို့ရှင်းပြီးတော့မေးကြည့်လိုက်
အဲ့လိုအခုငင်းညမ်းအောင်ပြောပြတဲ့အခါမှာထောင်ထဲမှာရှိနေတဲ့လူတွေပို့ပြီးတော့တောင်မှအခုငင်းညမ်းအောင်ပြောတဲ့ဟာကိုစစ်တပ်ကကောင်တွေကနားထောင်တယ်နားထောင်ပြီးတော့ပို့ပြီးတော့လှုပ်ဖို့ပါရှိသေးတယ်ခမားတို့ကျွန်တော်တို့အတိုက်ခံတွေကကိုအချင်းချင်းတို့စေတနာနဲ့ပြောတဲ့သူတွေကိုစော်ကားတာမကျေနပ်တာရန်လုတ်တာစစ်တပ်ကကောင်တွေကတေးသေးချာချာနားထောင်တယ်စစ်တပ်ကကောင်တွေကအွန်လိုင်းကိုတေးသေးချာချာလေ့လာတယ်အဲ့ဒါကြောင့်မလို့ခမားတို့လိုက်ကလေးပေးတဲ့ကိစ္စဆိုရင်တော့မှသွားဖမ်းတာတို့နော်ဟိုအသေးလေးပေးရင်တော့မှသွားဖမ်းတယ်လို့ဆိုတာစစ်တပ်ကကောင်တွေကမင်းအောင်လိုင်းတို့အဖွဲ့ကစစ်တပ်ကကောင်တွေကသူတို့တေးသေးချာချာအတိုက်ခံဘက်ကလူတွေဘာပြောတယ်မီဒီယာကလူတွေဘာပြောတယ်နော်ဗမာပြည်ထဲမှာဘာဖြစ်နေတယ်အဲ့ဒါတွေအကုန်လုံးကိုစစ်တပ်ကကောင်တွေကသေချာချာသူတို့လိုအပ်ချက်ကိုသူတို့ပြင်ဖို့လုပ်တယ်ခင်ဗျားတို့အခု UNG ကလုပ်နေတာကအုံလိုက်ကျင်းလိုက်နဲ့ UNG ရဲ့အားနည်းချက်ကိုထောက်ပြတာနဲ့ရန်လိုက်ရှာနေတာအဲ့ဒီမှာရန်သူနဲ့ကျွန်တော်တို့နဲ့ကွဲတယ်ဆိုတာအဲ့ဒါပဲမင်းအောင်လိုင်းနဲ့ UNG နဲ့ကွဲတယ်ဆိုတာအဲ့ဒီကိစ္စပဲမင်းအောင်လိုင်းရှိမှဘယ်စစ်ဘိုကတော့ဟေးစိုးဝင်းကတော့ခိုးတယ်ဟေးရဲဝင်းဦးကတော့ခိုးတယ်ဟေးပြောပြီးဟေးဆိုရင်မင်းအောင်လိုင်းကအဲ့ဒီခိုးတဲ့လန်တချန်ခင်အောင်သိန်းလင်းတို့နော်ဘာအောင်လင်းတွေးတို့ဆိုတဲ့ကောင်တွေအကုန်လုံးဒီကောင်တွေဘာလုပ်တယ်ဆိုတဲ့ဟာကို तू ကမှတ်ထားတာအဲ့ဒီလိုမှတ်ထားပြီးတော့ तू ကဘလို့လဲဆိုတော့အကြက်ကင်နဲ့နီးနဲ့သူ့နေရာကို तू ကအုပ်ချုပ်တာခမားတို့ UNG ကြတော့ဟေးမင်းတို့အလှခံတဲ့ငွေက1000ဆိုလို့ရှိတစ်ချက်တောင်မှတော်လန်ရေးကိုမရောက်ဘူးပြောတဲ့အခါကျတော့သခိုးတွေများတဲ့ဟာဒီကောင်ပြောတဲ့သခိုးထဲမှာငါလဲပါတယ်ကွာဒီကောင်ပြောတဲ့သခိုးထဲမှာငါလဲပါတယ်ကွာကြပြားစရာကိုအောင်ဝေးရလဲငါအရက်တောက်တာလဲဒီကောင်တွေတိုက်တဲ့အရက်ပဲဆိုပြီးတော့အကုန်လုံးကာကွယ်ကြတာအဲ့ဒီမှာကျွန်တော်တို့တော်လန်ရေးဘက်ကပြက်တဲ့ဘက်ကိုရောက်တာကိုအောင်ဝေးကြီးကကြပြားဆက်တယ်လေငါတပည့်ရဲ့သမီးငါမိန်းမရဲ့တူမငါနဲ့နှစ်ခါဘယ်လိုပြောမလဲငါနဲ့ခွက်ချင်းချတယ်အဲ့တော့မင်းတို့မဝေဖန်နဲ့ပေါ့တော်လန်ရေးမှာစရင်မစစ်နဲ့စစ်လို့ရှိရင်မင်းနဲ့ငါနဲ့တွေ့မယ်ပေါ့အခုတော်လန်ရေးမှာကျွန်တော်တို့ကစရင်မစစ်တော့ဘူး UNG သူ့ချင်းချင်းပဲစရင်စစ်နေတာပကဖာကနော်MOD ကပကဖာကိုစစ်တယ်ပကဖာကနေပြီးတော့ဒေတာဆိုင်ရာကိုစစ်တယ်ကိုအောင်ဝေးကိုပြောလိုက်လေကြပြဆရာကိုအောင်ဝေးပေါ့ရွှေဝါရောင်ကိုအောင်ဝေးကိုသွားပြောခိုင်းလိုက်လေ UNG တွေအချင်းချင်းစရင်စစ်နေပြီခမသွားရိုက်တတ်ကြပါဆိုပြီးအဲ့ဒီလိုမျိုးပေါ့ကလိန်ကကြစ်လုတ်တဲ့ကိစ္စတွေလူကြီးလို့ပြောတဲ့လူတွေကကလိန်ကကြစ်လုတ်တာမဟုတ်တာတွေရှောက်လုတ်နေတာအဲ့ဒါတွေကကျွန်တော်တို့တော်လှန်ရေးမှာပြတ်တာအဲ့ဒါကျွန်တော်တို့တော်လှန်ရေးပြတ်တယ်ဆိုတာအဲ့ဒါကိုပြတ်တာကိုအောင်ဝေးကကျွန်တော်တို့ဒီတော်အပြင်မှာရှိနေတဲ့လူတွေပန်ဆဲလို့အမေရိကကိုရောက်သွားတယ်ဘာမှအလုပ်အကိုင်မဲရမပြနိုင်ဘူးအတန်းနဲ့ချီတဲ့အိမ်ကြီးတွေဝဲနေတယ်ဒါဆိုတော်လန်ရေးတွေကပတ်စံတွေကိုဖုံးတာဖြစ်မှာပေါ့ခိုးတာဖြစ်မှာပေါ့ဆိုပြီးလူတွေပြောတဲ့အခါမှာအောင်ဝဲဆိုတဲ့လူကထွက်လာတာကြပြဆရာအောင်ဝဲပေါ့သူကကြပြဆရာဆိုပြီးတော့အုံလိုက်ကျင်းလိုက်နဲ့နော်တော်ကြရင်ကြပြဆရာထဲမှာဥတင်မိုးလဲပါတယ်အကုန်လုံးကိုလေးအင်းဝဂုံကြီးလဲပါတယ်ဆိုပြီးတော့ तू မဟုတ်တာလုပ်ဖို့အတွက်ကြပြကို तू ကအသုံးချလိုက်တာအဲ့ဒါကဗမာပြည်မှာကြပြလဲအသုံးချခံရတယ်ကြပြဆရာတွေလည်းအသုံးချခံရတယ်ဖျားတွေလည်းအသုံးချခံရတယ်ဥပမာအမဲသားနဲ့အဖုတ်ကြိုက်လို့နော်အမဲသားနဲ့အဖုတ်ကြိုက်တဲ့ကောင်တွေကမစီမဆိုင်ဘာသာရေးဆွဲထဲတယ်လို့မျိုးပေါ့မင်းအမဲသားနဲ့အဖုတ်ကိုကြိုက်တာမင်းကြိုက်ပေါ့သူများဝတ်သားစားတဲ့ကိစ္စကိုသွားဝေဖန်လို့မရဘူးမင်းအမဲသားနဲ့အဖုတ်နဲ့ကြိုက်လို့မင်းအဲ့ဒီကငါအမဲသားနဲ့အဖုတ်ကြိုက်တယ်ပြောလိုက်ဒါပေမဲ့ဘာသာရေးဆွဲမထဲနဲ့ဒါပေမဲ့ဗမာပြည်ကြတော့အဲ့လိုမျိုးမဟုတ်ဘူးဘာသာရေးဆွဲထဲတယ်နော်လူအခွင့်ရေးတွေစွဲထဲ့တယ်အဲ့တော့ထားပေါ့ဗျာဒါတွေကပြောရင်ကြာမယ်အဲ့တော့ဥဝင်းမြင့်လွတ်တဲ့ကိစ္စတခြားလူတွေလွတ်တဲ့ကိစ္စအခုပြောပြီဥဝင်းမြင့်ကိုလွတ်တာလားအခုခမရတို့ကိုကျွန်တော်ပြောသလိုတောင်ငူမှာနော်တောင်ငူမှာအချုပ်ကျနေတဲ့အဖမ်းခံနေရတဲ့အချိန်ကသူ့အတွက်ပို့ပြီးတော့လွတ်လာသေးတယ်
သူမိမဒေါ်ချုံနဲ့အတူတူမနေရတာတော့ရှိတာပေါ့နော်သူသမီးကသူ့ကိုဖေဖေရေးပဲပြုတ်နဲ့ထမင်းကြော်ထားပြီးမကျွေးနိုင်တာရှိကောင်းရှိမှာပေါ့ဒါပေမဲ့နေပြည်တော်ထဲရောက်တဲ့အခါစစ်တပ်ရဲ့မျက်လုံးအောက်မှာသူကနေရမှာအဲ့တော့ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ကဝိတ်ချင်းလဲမတူဘူးဒေါ်အောင်ဆန်းစုကြည်ကိုတိုင်းရင်းသားတွေကလေးစားတယ်ဦးဝင်းမြင့်ကမင်းနဲ့တက်တယ်ပြောပေမဲ့ဦးထင်ကျော်မလုပ်ချင်လို့ဦးဝင်းမြင့်ဖြစ်လာတာခင်ဗျားတို့သေးသေးချာချာလဲသမိုင်းတွေကိုပြန်ပြီးတော့လေ့လာဖို့လိုသေးတယ် NLD ကသူ့လူတွေကိုသူအရင်ဆုံးရော့အင်းဆိုပြီးသမရပေးတာမဟုတ်ဘူးကျမငယ်ကြီးစားသမရလှုပ်ဆိုတဲ့ဟာမျိုးတွေကလည်းဖြစ်ခဲ့ဘူးတာမင်းအောင်လိုင်ဆိုတဲ့ကောင်ကိုခေါင်းနဲ့မထဲနဲ့ဟာဒီကောင်မင်းအောင်လိုင်ကြတော့မပြောဘူးမင်းအောင်လိုင်ဆိုတဲ့ကောင်ကသခိုးဓမြမရင်းကောင်မင်းအောင်လိုင်ဆိုတဲ့ကောင်ကသခိုးဓမြမရင်းကောင်အဲ့ဒီကောင်ကြောင့်ထည့်ပြောစရာမလိုဘူးသို့တော့ NLD မှာဖြစ်လာတဲ့သမရတွေကိစ္စကိုပြောတာမင်းဦးဝင်းမြင့်ကသမရဖြစ်နိုင်တဲ့အရေးအချင်းရှိမရှိတွေပါလေရှောက်ပြောမနေနဲ့အရင်ဆုံး NLD အစိုးရဖြစ်တဲ့အချိန်မှာသမရဆိုပြီးတင်တာဥထင်ကျော်မေ့မသွားနဲ့ဟုတ် NLD အစိုးရ2015မှာစပြီးတော့ဖွဲ့တဲ့အချိန်မှာရော့အင်းဆိုပြီးဦးဝင်းမြင့်ကိုသမရပေးတာမဟုတ်ဘူးဥထင်ကျော်ကသမရဦးထင်ကျော်ကနိုင်ငံတကာမှာတရားစွဲတဲ့ကိစ္စတွေဘာတွေလဲဖြစ်ကောကြောက်လန့်ပြီးတော့ကြောက်ဖျားတွေဖျားတော့ကျမ်းမာရေးမကောင်းတော့မှနော်ဦးထင်ကျော်ကကြောက်ဖျားတွေဖျားတဲ့အခါကျတော့မှဦးဝင်းမြင့်ကသမရဖြစ်တာအဲ့တော့ဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်တဲ့အခါမှာဘာတွေပြဿနာတက်လာမလဲတစ်အချက် UNG မှာတင်ပြဿနာတက်လာပြီစစ်တပ်ကကောင်တွေကသူတို့ဘာလုပ်သလဲသူတို့လုပ်တဲ့ဟာတွေထဲမှာသူတို့ရဲ့ရည်ရွယ်ချက်ကအမြဲတမ်းပါတယ်စစ်တပ်ကကောင်တွေဘာပဲလုပ်စစ်တပ်ကကောင်တွေဘာပဲလုပ်သူတို့လုပ်တဲ့ရှီမှာအမြဲတမ်းပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုခြံထားတယ်ဦးဝင်းမြင့်ကိုထုတ်တယ်ဦးဝင်းမြင့်ကိုထုတ်တဲ့အခါမှာဦးဝင်းမြင့်ကအခု UNG ကလည်းရှုပ်ထားတဲ့ဟာတွေအများကြီးရှိတယ် UNG ကရှုပ်ထားတာအများကြီးပဲဦးဝင်းမြင့်ကစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဦးဝင်းမြင့်က UNG ရဲ့သမရာကြီးဒီအခါမှာနိုင်ငံတကာမှာအခုမေးပြီကဲ UNG ရဲ့သမရာကတော့လွတ်လာပြီဘာတွေပြောမှလဲဦးဝင်းမြင့်အနေနဲ့အခုအချိန်မှာဘာမှလည်းပြောခွင့်မရှိဘူးဦးဝင်းမြင့်အနေနဲ့အခုအချိန်မှာဘာမှပြောခွင့်မရှိဘူးဦးဝင်းမြင့်အနေနဲ့အခုအချိန်မှာပြောချင်အောင်မှပြောလို့လည်းမရဘူး तू ဟာ तू အကုန်လုံးတွက်ချက်ပြီးတော့ तू နေရတာနောက်တစ်ချက်ကဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်နဲ့မတူတဲ့အခြေအနေတွေကိုပြောပြမယ်ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ချတယ်တို့အကျဉ်းထောင်လွတ်တယ်တို့အခြေအနေတုန်းကနေပြည်တော်ဆိုတာမရှိသေးဘူးနေပြည်တော်ဆိုတာ2010ကျမှပေါ်လာတာနေပြည်တော်ဆိုတာ2008လောက်ကျတော့မှအပြောင်းရွှေ့တွေလောက်တာဒေါ်အောင်ဆန်းစုကြည်အရင်ဆုံးကနေခဲ့တဲ့နေရာကတက္ကသိုလ်ရိပ်သာလမ်းရန်ကုန်မှာဒေါ်အောင်ဆန်းစုကြည်ကသူ့အိမ်ရှေ့မှာသူစကားရပ်ပြောလို့ရတယ်လူတွေကလာပြီးတော့အဖမ်းခံမခံဒေါ်အောင်ဆန်းစုကြည်ကိုလေးစားလို့ဆိုပြီးတော့လာပြီးတော့နားထောင်လို့ရတယ်အခုဦးဝင်းမြင့်ကနေပြီးတော့သူ့အိမ်ကနေပြီးတော့မိန့်ခွန်းပြောကြည့်လိုက်လာပြီးနားထောင်မဲ့လူလည်းမရှိဘူးစစ်တပ်ကကောင်တွေအရင်ဆုံးရောက်လာပြီးတော့ဖမ်းမှာအဲ့တော့ဦးဝင်းမြင့်မှာဘာမှလုပ်ပိုင်ခွင့်မရှိဘူးဒီလိုမျိုးအခြေအနေတွေမှာခမည်းတော်မီဒီယာတွေပြည်သူတွေခမည်းတော်ဟာဘာတွေကိုတအားမျှော်လင့်နေတာလဲအခုဒီမှာလာရေးတဲ့လူတွေထဲမှာရှိတယ်နားမလဲဘူးတို့နားလဲတယ်တို့နော်ဒီလိုမျိုးတွေပြောနေတယ်ခမည်းတော်အနေနဲ့ကြိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ပြောတဲ့အောင်ခမည်းတော်နားလဲစရာလည်းမလိုဘူးနားထောင်စရာလည်းမလိုဘူးဒီလိုမျိုးကြိုက်တယ်လို့နေလို့ရတယ်ကျွန်တော်ဒီနေ့ပြောနေတာဒေါသတွေမာရတွေဘာမှအကုန်မပါဘဲနဲ့အကျိုးအကြောင်းကိုပြောပြနေတာဒီတော့ဦးဝင်းမြင့်အခြေအနေဟာအရန်ကိုအကြက်အတဲထဲမှာပို့ပြီးတော့ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်အခုကြတော့မှ
လွတ်ပေးတဲ့ဆိုတော့မှဦးဝင်းမြင့်ကတကယ်ထောင်ကျသွားတာသူကသမရယာဒူးကနေပြီးတော့နော်ဟိုအာနာအသိခံရတဲ့လူဖြစ်တဲ့အတွက်သူ့အနေနဲ့ကကျွန်တော်နိုင်ငံရေးထဲမှာမပါကျင်တော့ပါဘူးဆိုပြီးတော့လေထွက်သွားလို့ရတဲ့အနေအထားမဟုတ်တော့ဦးဝင်းမြင့်ကနော်ဦးဝင်းမြင့်ကလက်ရှိသမရယာဒူးကနေပြီးတော့အဖမ်းခံရတဲ့အတွက်အခုအချိန်မှာထွက်လာတဲ့အချိန်မှာကျွန်တော်နိုင်ငံရေးမလုပ်တော့ပါဘူးဆိုပြီးတော့လေရှောင်သွားလို့ရတဲ့အနေအထားမဟုတ်တော့ဘူးမင်းတို့တွေပြောနေတယ်ဦးဝင်းမြင့်ပြောနေတယ်ငါတို့ပသိမ်ရနေပြီးတော့ရှေ့နေတွေအရင်ဆုံးရှိတယ်ဦးကျော်ဟိုးတို့ဦးအောင်သူရတို့ဦးကျော်ဟိုးတို့ဦးအောင်သူရတို့ရဆိုတာဦးဝင်းမြင့်ကိုနော်ပညာသင်ပေးတာမင်းတို့ရှောက်ပြီးတော့အခုမှသမရဖြစ်လို့ဦးဝင်းမြင့်ကဥပဒေပညာရှင်ကြီးပါတို့ဦးဝင်းမြင့်ကကဘာပေါ်မှာအတော်ဆုံးပါတို့ဘလောက်ပဲပြောဦးကျော်ဟိုးတို့ဦးအောင်သူရတို့ရှိတယ်နော်ဦးကျော်ဟိုးဆိုတာအခုချိန်ထိကိုဒီ NLD မှာပါဥပဒေအကြံပေးလုပ်နေတာမင်းတို့ပြောနေတာမင်းတို့ထင်းနေတဲ့ဦးကိုနီတို့ပါတို့ဦးကိုနီတို့တော်တယ်လို့မျိုးပဲဦးကျော်ဟိုးတို့တွေလည်းရှိတယ်နော်အဲ့ဒီအပြင်မှာမင်းတို့ပြောနေတဲ့သမရဦးဝင်းမြင့်ဆိုတာမာတမှာနေလာတာကြောက်ဦးတို့မာတတို့မှာနေလာတာငါတို့ပသိမ်သားတွေကိုเจ้าလည်းကိုသိဒီတော့မင်းတို့တွေအခုပြောနေတဲ့ကိစ္စတွေအကုန်လုံးကအခြေအနေတွေပေါ်မှာကြည့်ပြောနေတာမဟုတ်ဘူးမင်းတို့ရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ခမားတို့တွေအခုဦးဝင်းမြင့်လွတ်တယ်မလွတ်ဘူးဆိုတဲ့ကိစ္စတွေဟာနိုင်ငံရေးပေါ်မှာအခြေအနေပေါ်မှာမူတည်ပြီးတော့ပြောနေတာမဟုတ်ဘူးခမားတို့ပြည်မာကြီးမှာရှိနေတဲ့ရေပေါ်စီလူတတိုက်လို့ပြောရမှာပေါ့ရေပေါ်စီလူတတိုက်ရဲ့စိတ်ဆန္ဒခံပေါ်မှာမူတည်ပြီးတော့ခမားတို့ပြောချင်တာတွေရှောက်ပြောနေတာဦးဝင်းမြင့်လွတ်လာတဲ့အတွက်တိုင်းရင်းသားအဖွဲ့အစည်းတွေပြောတယ်မပြောဘူးဆိုတာခင်ဗျားတို့တိုင်းရင်းသားအဖွဲ့အစည်းတွေပေါ်မှာအရင်ဆုံးမဲတင်တယ်အခုခင်ဗျားတို့နားထောင်နေတဲ့လူတွေအကုန်လုံးခင်ဗျားတို့ကိုကျွန်တော်အကြံဉာဏ်ပေးတာသတင်းသမားတွေအကုန်လုံးပါတစ်ချက်ဦးဝင်းမြင့်လွတ်လာတဲ့အတွက် KNU ခေါင်းဆောင်တွေအနေအထားနဲ့ဝမ်းသာရဲ့လားပျော်ရဲ့လားဘယ်လိုမျိုးရည်မှန်းချက်တွေထားလဲဦးဝင်းမြင့်လွတ်လာတဲ့အတွက် KIA အဖွဲ့ကဘယ်လိုမျိုးအနေအထားရှိလဲဦးဝင်းမြင့်လွတ်လာတဲ့အတွက်ဝအဖွဲ့ကဘယ်လိုသဘောထားရှိလဲဒီတော့ခမရတို့တွေအခုပြောနေတဲ့ဟာတွေအကုန်လုံးနီပိန်းတွေနီဘောတွေနီစိမ့်တွေအစိမ့်ဘောတွေဘာတွေပြောနေတာခမရတို့ကထင်းနေတာဒီကောင်ကဂျေဝင်နေတို့ဘာလို့ဂျေဝင်တာမဟုတ်ဘူးဂျေဝင်စရာလည်းအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ငကိုကလေးကကျွန်တော်တို့ကတောက်ဖက်နဲ့လဲစီးတဲ့အထဲမှာမပါဘူးတောက်ဖက်နဲ့ဆိုပြီးတော့ကတဲ့အထဲမှာလည်းမပါဘူး2008အောက်မှာစစ်သားတွေနဲ့တွားပေါင်းတဲ့အထဲမှာလည်းမပါဘူးတေးသေးချာချာသိဖို့လိုတယ်နော်ဂျေဝင်ချင်းမဝင်ချင်းဆိုတဲ့ကိစ္စနဲ့2008အောက်မှာခံချင်းမခံချင်းဆိုတဲ့ကိစ္စအဲ့ဒီကိစ္စသိအရေးကြီးတယ်အခုပြောနေတဲ့လူတွေရှိတယ်2008အောက်မှာဘယ်ကောင်တွေဝင်ခဲ့တယ်လဲဒီ2008အောက်မှာဝင်ခဲ့ပြီးတော့ဖေတီထောင်ခဲ့တဲ့တပ်မတော်ကိုဘယ်သူတွေချစ်ခဲ့တယ်လဲဒါမျိုးတွေပေါ့သမိုင်းနေတပတ်ပြန်လဲတာမဟုတ်ဘူးဦးဝင်းမြင့်အနေနဲ့ကအခုစစ်တပ်ကနေပြီးတော့လှုပ်ပေးလိုက်တဲ့အခါမှာဦးဝင်းမြင့်မှာဂျင်းနဲ့ကြက်ထဲမှာဦးဝင်းမြင့်ကဘယ်လိုပြောမလဲဆိုတော့ပိုက်ဖောမိသွားပြီကျွန်တော်ပြောချင်တာအဲ့ဒါကိုပြောချင်တာအဲ့ဒါဂျင်းဝင်တာမဝင်တာနဲ့မဆိုင်ဘူးဦးဝင်းမြင့်ကပိုက်ဖောမိသွားပြီခင်ဗျားတို့ပြောတယ်အမေစုကပညာရှိကြီးပါဦးဝင်းမြင့်ကလည်းပညာရှိပါတယ်အမေစုပညာရှိလိုက်တာအခုချိန်ဒီဘယ်နေရာမှာရှိမှန်းမသိဘူးကျွန်တော်တစ်ချက်ပြောကြည့်ခင်ဗျားတို့တွေအကုန်လုံးပြောတယ်အမေစုကပညာရှိကြီးပါအမေစုကအကုန်တတ်ပါတယ်အကုန်တော်ပါတယ်အကုန်သိပါတယ်အခုအမေစုဘယ်မှာလဲခင်ဗျားသိရလားဒီလိုမျိုးပေါ့အခုဦးဝင်းမြင့်ကိုစစ်တပ်ကပွင့်လင်းလင်းပြောရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်နဲ့အခြေအနေချင်းမတူဘူးဒေါ်အောင်ဆန်းစုကြည်ကပွင့်လင်းလင်းပြောလို့ရှိရင်ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေတာနဲ့လုံလောက်တယ်
ဒေါ်အောင်ဆန်းစုကြည်ကနော်ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တာနဲ့တင်လုံလောက်တယ်ဦးဝင်းမြင့်ကအဲ့ဒီအဆင့်မရှိဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့သားမဟုတ်ဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့သမက်လည်းမဟုတ်ဘူးဒီကမှာဦးဝင်းမြင့်ပိုက်ဘောမိတဲ့ဟာကိုဘလို့မျိုးကျွန်တော်တို့ဖြည့်ရှင်းပေးကြမလဲဦးဝင်းမြင့်ပိုက်ဘောမိနေတဲ့ကိစ္စကိုဘလို့တတ်တာအောင်လုပ်ကြမလဲအဲ့ဒီကိစ္စကအရန်အရေးကြီးတယ်နောက်တစ်ချက်ကတော့ဦးဝင်းမြင့်ထောင်ကလွတ်တဲ့အချိန်တောင်ငူကနေပြီးတော့နော်တောင်ငူကနေပြီးတော့နေပြည်တော်ကိုပြန်လာတဲ့အချိန်မှာရန်ကုန်ကလူတွေကဦးဝင်းမြင့်အိမ်မှာရောက်နေထူးဆန်းတဲ့ဟာကိုပြောပြတာနော်ခမည်းတော်ဒေါ်အောင်ဆန်းစုကြည်ဘယ်နေရာမှာအဖမ်းခံထားရတယ်ဒေါ်အောင်ဆန်းစုကြည်ဘယ်နေရာမှာအချုပ်ကျနေတယ်ခမည်းတော်မသိဘူးဆိုပေမဲ့ဦးဝင်းမြင့်လွတ်မဲ့ကိစ္စကိုသိတဲ့အတွက်ဦးဝင်းမြင့်တောင်ငူကနေပြီးတော့နေပြည်တော်ကိုပြန်မရောက်သေးဘူးရန်ကုန်ကလူတွေကအာယုံရောက်ပြီးတော့ဦးဝင်းမြင့်အိမ်ကိုရောက်နေပြီကျွန်တော်ပြောတာခင်ဗျားတို့အခုသေးသေးချာချာနားထောင်လားမသိဘူးခင်ဗျားတို့သေးသေးချာချာနားထောင်လို့ရှိရင်အခုခင်ဗျားတို့တစ်ဆက်ချင်းစီခင်ဗျားတို့ကွက်ကွက်ကွင်ကွင်မြင်လာလိမ့်ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာချုပ်ထားတယ်ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာဖမ်းထားတယ်ခင်ဗျားတို့တယောက်မှမသိသေးဘူးမီဒီယာသမားလည်းမသိဘူး NLD ကလူတွေလည်းမသိဘူး NUG ကလူတွေလည်းမသိဘူးသို့တော့ဦးဝင်းမြင့်တောင်ငူကနေပြီးတော့နေပြည်တော်ကအိမ်ကိုမရောက်သေးဘူးရန်ကုန်ကလူတွေကနေပြည်တော်အိမ်ရှိမှကြိုဆောင်နေတယ်တခုခုလွဲနေပြီတခုခုလွဲနေပြီဒီတော့စစ်တပ်ကကောင်တွေအနေနဲ့ကလည်းကျွန်တော်ကိုသူတို့ဆဲတော့မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့စစ်တပ်ကဒီလိုအကွက်တွေချထားတဲ့ဟာကိုငြိမ်းချမ်းအောင်မင်းဘာဖြစ်လို့ရှောက်ပြောနေတာလဲNLD ရကောင်တွေကလည်းကျွန်တော်ကိုဆဲတော့မယ်ဘာဖြစ်လို့လဲငါတို့အသုံးမကျတဲ့ကိစ္စကိုမင်းကဘာဖြစ်လို့ပြောနေတာလဲဦးဝင်းမြင့်ကတော့ကျေးဇူးတင်ကောင်းတင်လိုက်မယ်မင်းကကွာငါအကြက်အတဲတွေမင်းပြောပြတဲ့အတွက်နော်ငါအကြက်တဲတွေငါအခက်ခဲတွေမင်းပြောပြတဲ့အတွက်ပြည်သူတွေငါ့ကိုတော့နားလည်ပေးမှာပါဆိုပြီးဦးဝင်းမြင့်ကကျေးဇူးတင်လိုက်မယ်ဒီနီးပေါ်တွေစိမ့်ပေါ်တွေအကုန်လုံးကကျွန်တော်ကိုပတ်ဆဲနေပြီစဉ်းစားကြည့်လေတောင်ငူကဦးဝင်းမြင့်ကနေပြည်တော်အိမ်ကိုမရောက်သေးဘူးရန်ကုန်မှာရှိနေတဲ့ CEC တွေတစ်ချိန်လုံး NLD ကြောင်းလည်းမပြောဘူးဒေါ်စုကြောင်းလည်းမပြောဘူးဦးဝင်းမြင့်ကြောင်းလည်းမပြောဘူးဘသူကြောင်းမှလည်းမပြောဘူးကိုအေးစစ်ဘာလုံးနေလို့လုံနေမှမသိတဲ့ကောင်တွေအကုန်လုံးကတောင်ငူထောင်ကဦးဝင်းမြင့်နေပြည်တော်အိမ်ကိုမရောက်သေးဘူးသူတို့ကအိမ်ရှိမှကြိုရောက်နေတယ်ဒါကစစ်တပ်ကဆင်ထားတဲ့အကွက်ကြီးမှန်ဒါမှမဟုတ်လို့ရှိရင်စစ်တပ်ကသူတို့ပေးခြင်းတဲ့သတင်းကိုသူတို့ဖောက်မှန်းခင်ဗျားတို့ကိုယ့်ဟာကိုစဉ်းစားကြည့်လေဒီတော့ခင်ဗျားတို့အခုလိုမျိုးဖြစ်နေပြီဟဲ့ဆိုရင်ကျွန်တော်တိုင်းရင်းသားတယောက်အနေနဲ့ပဲဖြစ်ဖြစ်တခြားအဖွဲ့အစည်းအနေနဲ့ပဲကျွန်တော်စဉ်းစားတော့ဒီကောင်တွေဘာလုပ်နေတာလဲဒီလူတွေဘာလုပ်နေတာလဲစစ်တပ်နဲ့ဒီလူတွေနဲ့နော်စစ်တပ်နဲ့ NLD ဆိုတာဘတော့မှရှေ့ကလမ်းကြောင်းဖောက်တဲ့အဖွဲ့အစည်းမဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်လည်းဘတော့မှရှေ့ကနေသွားတာမဟုတ်ဘူးစစ်တပ်ကနောက်ကလိုက်တဲ့ကိစ္စကိုလိုက်တာကျွန်တော်တို့ကចောင်းသားတွေအနေနဲ့ကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့ကြုံတဲ့အတွေးခေါ်တွေနဲ့ကျွန်တော်တို့ကြုံခဲ့တဲ့ဘဝတွေနဲ့နော်ကြိုပြီးတော့ကျွန်တော်တို့ပြောရမယ်ဆို NLD ဟာဘတော့မှစစ်တပ်ရှေ့ကသွားတာတခါမှမရှိဘူးစစ်တပ်လုတ်တဲ့နောက်ကနေမျှော့လိုက်နေတာအကြမ်းမဖက်ရေးမူဝါဒပြောပြီးတော့ပြည်သူတွေလမ်းမပေါ်မထွက်နဲ့ပြောပြီးတော့စစ်တပ်ဘာလို့နောက်ကနေပြီးတော့ကောင်းပါတယ်ပြောတဲ့အဖွဲ့အစည်းထက်ပိုတဲ့အဖွဲ့မဟုတ်ဘူးခင်ဗျားတို့အခု NLD ကနော်တကယ်ကိုရွတ်ချွန်နဲ့တိုက်တဲ့လူတွေအကုန်လုံးကိုဒေါ်အောင်ဆန်းစုကြည်ကအကုန်အဖွဲ့အစည်းကနေပြီးတော့အကုန်မောင်းထုတ်ပြတာအဲ့ဒီသမိုင်းနေအဲ့ဒါအခုညီပေါ်တွေကအဲ့ဒါကိုတည်တည်ချာချာသိတယ်ငါတို့အမေဒေါ်စုဟာ
စစ်တပ်ကိုအတိုက်ခံလုံးမယ်ဆိုတာနဲ့ NLD ကထုတ်တယ်ဆိုတဲ့ကိစ္စကို NLD မှာအခုဝင်နေတဲ့လူတွေအကုန်လုံးသိတယ်စစ်တပ်ကိုအတိုက်ခံလုပ်တဲ့လူမှန်သမျှကိုဒေါ်အောင်ဆန်းစုကြည်အဖွဲ့အတင်းကနေပြီးတော့အကုန်ထုတ်တာဦးစောနိုင်နိုင်တို့ပြောမလားဒေါ်နော်အုံးလာတို့ပြောမလားဦးဝင်းတင်တို့ပြောမလားဦးမိုးသူတို့ပြောမလားဒီတော့ခမားတို့တေးသေးချာချာသိဖို့လိုတာကအခုဦးဝင်းမြစ်ကိုလွတ်တာအပြစ်ရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးအစိတ်ရှိခြင်းမရှိခြင်းအပေါ်မှာတိုင်းပြီးတော့သူတို့ကတေးသေးချာချာလွတ်တာမွေတော့မွေပဲ BBI မှာစေးထုတ်ထားတဲ့မွေစိတ်ဖြစ်စေးထုတ်ထားတဲ့မွေမျိုးဖြစ်နေမွေတော့မွေပဲ BBI ကမွေဖြစ်သွားပြီဒီအပေါ်မှာခမားတို့ကဘာတွေမျှော်လင့်နေတာဒီအပေါ်မှာခမားတို့ကဘာတွေတွေးပြီးပြောနေတာလဲခမားတို့ပြောလို့ရတယ်ဦးဝင်းမြင့်သူ့အိမ်မှာသူ့မိသားစုနဲ့နေလို့ရတယ်ဦးဝင်းမြင့်ဘာပဲပြောထောင်ထဲစားလို့ရှိရင်တော့အိမ်မှာအခန်းကျယ်လေးနဲ့နေလို့ရတယ်အဲ့ဒီဟာအပေါ်မှာခမားတို့ပြောလို့ရတယ်ခမားတို့အနေနဲ့ဦးဝင်းမြင့်နော်ထောင်ထဲမှာတဲ့စားလို့ရှိရင်သူမိန်းမတို့မိသားစုတွေနဲ့နေလို့ရတယ်ထောင်ထက်ကျယ်တဲ့နေရာမှာနေလို့ရတယ်အဲ့ဒါမျိုးတွေအပေါ်မှာခင်ဗျားတို့ပျော်လို့ရတယ်ကြံတဲ့အနေထားအရာကဦးဝင်းမြင့်ဟာအခုအချိန်မှာအကြက်အတဲပေါင်းစုံပြောလို့ရှိရင်အရှုပ်ထုတ်ကြီးကိုပိုက်မိတာပိုက်ဘောမိသွားပြီဦးဝင်းမြင့်ပိုက်ဘောမိနေတယ်ဦးဝင်းမြင့်ပိုက်ဘောမိနေတယ်အဲ့ဒီပိုက်ဘောမိတဲ့ကိစ္စကိုကျွန်တော်တို့တွေကဘလို့မျိုးစ조사ပြီးတော့ဖြည့်ရှင်းပေးနိုင်မှာလဲကျွန်တော်တို့ကဘလို့မျိုးစ조사ပြီးတော့လုပ်ပေးနိုင်မှာလဲအဲ့ဒီအရာကိုပဲစဉ်းစားရမှာဒီတော့ခင်ဗျားတို့ကိုအခုခေါင်းစဉ်ကိုပြန်ပြီးတော့ချုပ်ခေါင်းစဉ်ကိုပြန်ပြီးတော့ချုပ်အပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားကျင်းနေတာကတော့ဦးဝင်းမြစ်ကပိုက်ဘောမိသွားဦးဝင်းမြစ်ကဒီစစ်တပ်ရဲ့ CCTV တွေအောက်မှာနေပြည်တော်အောက်မှာဦးဝင်းမြစ်စီကိုဦးဝင်းမြစ်အိမ်ကိုဘသူလာတယ်ဦးဝင်းမြစ်အိမ်ကိုဘသူဝင်တယ်အဲ့ဒါတွေအကုန်လုံးစစ်တပ်ကမှတ်တမ်းယူနေပြီဘသူမှလည်းမသွားရဲတော့ဦးဝင်းမြစ်စီကိုဆက်တဲ့ဖုံးတွေအကုန်လုံးစစ်တပ်ကနားထောင်နေမလားနားမထောင်နေဘူးလားဘသူမှလည်းအာမမခံနိုင်ဘူးဒီအခါမှာဦးဝင်းမြစ်ကရှင်ရဲနဲ့သေးတယ်ဆိုတော့လူမျိုးဖြစ်သွားပြီဦးဝင်းမြစ်ကိုလွတ်ပေးရဲဆိုပြီးဦးဝင်းမြစ်အခုနေကျင်တဲ့နေရာလည်းနေလို့မရဘူးသွားကျင်တဲ့နေရာလည်းသွားလို့မရဘူးလှုပ်ကျင်တဲ့ရှိလည်းလှုပ်လို့မရဘူးဒါမျိုးတွေမသိဘဲနဲ့ခမားတို့ဘာပြောနေတာခမားတို့ဦးဝင်းမြစ်ကိုအကူအညီပေးမယ်ဆိုတဲ့စိတ်ကူးလည်းမရှိဘူးဦးဝင်းမြစ်ကိုကူညီမယ်ဦးဝင်းမြစ်ကိုငါတို့ကာကွယ်မယ်ဆိုတဲ့စိတ်ကူးမရှိဘဲနဲ့ဦးဝင်းမြစ်ငါတို့ကိုဘာလုပ်ပေးနိုင်မလဲဆိုတဲ့အတွေးခေါ်မျိုးနဲ့ခမားတို့ကြော့ပါရဲ့အစားချောင်းအနေချောင်းနော်အစားချောင်းအောင်နေချောင်းအချောင်းသမားစိတ်ဓာတ်မျိုးနဲ့ပြောနေတာကိုဘယ်လိုပြောမလဲဆိုတော့ကြည့်လို့လည်းမကောင်းဘူးမြင်လို့လည်းမကောင်းဘူးအဲ့ဒါကြောင့်မလို့ဒီကိစ္စကိုအခုပြောပြတာခင်ဗျားတို့အနေနဲ့စဉ်းစားရမှာဦးဝင်းမြစ်ကိုငါတို့ဘာကူညီရမလဲဦးဝင်းမြစ်ကိုငါတို့ဘလို့မျိုးကယ်တင်ရမလဲဦးဝင်းမြစ်ကိုငါတို့ဘလို့မျိုးဖောက်ပြီးတော့ခေါ်ထုတ်ရမလဲဒါမျိုးခင်ဗျားတို့စဉ်းစားတာမဟုတ်ဘူးဦးဝင်းမြစ်ကငါတို့ကိုဘလို့ကယ်ပေးမလဲခမားတို့တွေရဲ့ရေသာကိုအချောင်လိုက်ဒီလိုနီပေါ်စောက်ယူတွေရှိနေသေးဘူးဒီဗမာပြည်ကပုပ်ပင်လေးပြောရင်စစ်တပ်က90ဖြတ်တယ်နီပေါ်က90ဖြတ်တယ်ဆိုတော့အဖြတ်မျိုးနဲ့ကျွန်တော်တို့ဗမာပြည်ကစုံမြုပ်တော့ဗမာပြည်ကပြက်ကိုပြက်စီးမှာဒါကြောင့်မလို့တိုင်းရင်းသားတွေကိုပုပ်ပင်လေးပြောတာခမားတို့ခွဲထွက်ရင်ခွဲမထွက်လို့ရှိရင်ဒီကြံ့ဖို့စောက်ယူတွေဒီနီပေါ်စောက်ယူတွေဖြတ်တဲ့ပျက်စီးခြင်း၅ပါးတွေထဲမှာခမားတို့တွေအကုန်ပါသွားလိမ့်မယ်အဲ့တော့အားလုံးပဲကျွန်တော်ပြောတဲ့နော်လူရင်းကိုခမားတို့ရကြပါစေဦးဝင်းမြင့်အခုထောင်ကလွတ်တာမဟုတ်ဘူးဦးဝင်းမြင့်အခုမှထောင်တကယ်ကြတာအခုကြတဲ့ထောင်ကစိတ်ရောကိုယ်ရောနိုင်ငံရေးရောအကုန်လုံးအခုကြမှာပက်ဆက်ထောင်ကြတာအားလုံးပဲနားလည်နိုင်ကြပါစေအားလုံးပဲအဆင်ပြေကြပါစေခင်ဗျားတို့ထပ်ပြီးတော့သတိပေးအောင်မယ်အဲ့ဒါပါလဲဆိုတော့မီဒီယာဆိုတာတတိယမန္တန်တို့ဇ
ဒုဒ္ဓမန်နိုင်လို့ခေါ်ထားတယ်ခမားတို့နားထောင်တဲ့အခါမှာစိတ်တန့်တန့်လေးနဲ့ပေါ့ငញ្ញမ်းအောင်မီဒီယာဖြစ်တယ်ငញ្ញမ်းအောင်ဝေဖန်တဲ့လူဖြစ်တယ်သူပြောတာငါကြိုက်ရင်ကြိုက်မယ်ငါမကြိုက်ရင်မကြိုက်ဘူးအဲ့လိုစိတ်မျိုးနဲ့ခမားတို့နားထောင်အောင်လို့အစွဲတွေနဲ့သွားပြီးတော့နားမထောင်နဲ့အစွဲတွေနဲ့နားထောင်လို့ရှိရင်ငါတို့အမေကွာငါတို့အဖေကွာဟာမင်းအောင်လိုက်ရငါအဖေကွာသိရမှာဟာမင်းအောင်လိုက်အဲ့လိုမျိုးတွေဖြစ်ကုန်ခမားမင်းအောင်လိုက်လဲခမားအဖေမတော်နဲ့ကျွန်တော်လည်းအဖေလားမခေါ်နဲ့ခမားတို့အေးစစ်စစ်နားထောင်ကြည့်အားလုံးပဲယေရှုအများကြီးတင်ပါတယ်ခမားတို့တည်တည်ချာချာထပ်ပြီးတော့ပြောပါမယ်ဥဝင်းမြင့်ထောင်ကလွတ်တာမဟုတ်အခုမှဥဝင်းမြင့်ထောင်ကြအပြစ်မရှိလို့လွတ်တာမဟုတ်ဘူးအစိတ်မရှိလို့လွတ်ပေးလိုက်တယ်အားလုံးပဲကျွန်တော်ပြောတာ哦နည်းနည်းပါးပါးလေးကိုယ်ကယ်ခောက်ပြီးတော့ကိုဦးနောက်ကလေးအတုံးချပြီးနားထောင်ကြပါလို့ပြောရင်းနဲ့ယေရှုအများကြီးတင်ပါတယ်နှုတ်ခွန်းဆက်ပါတယ်ဆရာနာရှင်စနစ်ကတော့ကိုအားကိုတိုက်မှရပါမယ်ဆရာနာရှင်စနစ်ကတော့ကိုတိုင်ပါမှရမယ်ဆိုတာအားလုံးပဲသဘောပေါက်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်